Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပေါ့နော်မီမီပြောစရာရှိပါရဲ့အဲ့ဟာတော့ပေါ့နော်မီမီတို့အိမ်ရှိရဘွိုင်းအိမ်ရပေါ့နော်ခေါင်းပြက်တရေ3ယောက်ပေါ့နော်မီလာမီတိန်ဆုံးညာမီမီပြပါနဲ့မကြည့်တွေ့လားခေါင်းပြက်တရေနော်အဲ့တော့မီမီအိတ်ဒီခေါင်းပြက်တရေကြီးကိုမီမီလာပြပဲဖြစ်ပါတယ်ခေါင်းပြက်တရေကြီးကကြောက်စရာကြီးနော်မီမီကိုယ်တိုင်လောက်ထားပဲဖြစ်ပါတယ်ပြီးတော့ပေါ့နော်အခုမီမီလောက်ထားတဲ့စပင်းလေးလေနှစ်ထပ်လောက်ထားတဲ့နေရာတော့မီမီတင်ပေးထားပါဒါပေမဲ့စပင်းအရောင်ရဒီလိုစိုးနီးစပင်းအရောင်ပေါ့နော်ဒီလိုစိုးနီးလေးကိုမီမီနောက်နေ့ကျရင်တင်ပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီကပါပဲဆာကူရာဗီဒီယိုလေးကျန်နေတဲ့ဆိုရင်လည်းနောက်နေ့မှာများတင်ပေးပါမယ်ဆာကူရာဗီဒီယိုကြည့်ရှင်တော့ subscribe လုပ်ဖို့မမေ့ပါနဲ့ like လေးလည်းပေးခဲ့ပါအောင်အားလုံးပဲ bye bye နောက်နေ့ကျလို့ရှင်ပေါ့နော်မီမီလိုမျိုးစပင်းနှစ်ထပ်လုံးလေးကတော့တင်ပေးထားအယောင်ဆိုးဒီလိုအယောင်ဆိုးလေးကိုတင်ပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုရကြပါပဲအားလုံးပဲတတာနောက်နေ့မှာပြန်တွေ့ပါမယ်ရှင်တန်